ရာကုံမျိုးကိုတိတ်ပိုက်နိုင်တဲ့တနေ့ကျရင်လက်နဲ့ကမိုးရွာတယ်လို့ကျွန်တော်တို့ရွာလိမ့်မယ်ဒါကတော့ကျွန်တော်ကတိပေးရတာမန္တလေးမြို့နဲ့နေပြည်တော်မြို့နဲ့မြန်မာနိုင်ငံမှာမြို့သိမ်းတိုင်းဖွဲ့တွေကိုကရှင်ရွက်နေပြီရက်ပေါ်ရက်ဖက်များအောက်ရှိမှာအဲ့ဒီအရေးကြီးတဲ့မြို့တွေကိုတိတ်ပိုက်နိုင်တဲ့တနေ့ကျရင်ကျွန်တော်တို့မှာလေစိတ်တစ်ခုနှစ်ခုလောက်ရှိလာတဲ့တနေ့ကျရင်ကျွန်တော်တို့မှာလက်နဲ့တွေကတော့ချက်ချိပဲအိမ်ထဲမှာရောက်လာမယ်ဆိုတာကျွန်တော်ကတိပေးလို့ရပါတယ်အဲ့ဒါကယူကရိန်းနဲ့မြန်မာနိုင်ငံမှာတူနေတာပေါ့ယူကရိန်းမှာသူတို့မှာလေစိတ်တွေတူတူလက်ထက်မှာရှိသေးတယ်နော်မြို့တွေအကိုလို့ပေါ့အရေးကြီးတဲ့နေသူတို့လက်ထက်မှာထိချုနိုင်တယ်ဆိုတာကဘီဘီစာလည်းကူညီလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကြောင့်မလို့နိုင်ငံတကာကိုလည်းအပြစ်အမြိုင်းဒီဖို့မဟုတ်ပါဘူးမတည်သိပါဘူးလို့ကျွန်တော်ပြောချင်ပါလားဒီနေ့ဘာဖြစ်လို့ဒီလိုတောင်ပိုက်တို့ဆိုတဲ့ကောင်းစီနဲ့ပေါ့နော်ဒေါ်လာထောင်ဖို့တောင်ပိုက်တို့ဆိုတဲ့ပြောနေတယ်လေကျွန်တော်တို့ကယာကူမြို့တွေတောင်ပိုက်မှာပါတယ်ရှိတယ်လေယာကူမြို့တွေကိုလို့နော်ဒီအလယ်ပိုင်းဆိုလေကိုလို့ဒီမလေးမြို့တွေအကုန်လုံးရှိနေတာနော်ပြောချင်တာဒီကျွန်တော်တို့ဒီလိုမျိုးအရေးကြီးတဲ့အချက်ချာကြတဲ့နေရာတွေကိုအပြည့်အဝထိချုံနိုင်တဲ့တနေ့ကြရင်ကျွန်တော်တို့ဟာလဲယူကရိန်းလိုဒီမိုကရေစီအတွက်တိုက်ပွဲဝေတဲ့အချိန်